ရန်သူစစ်တပ်ကြီးတစ်ခုလုံးကိုစစ်မြေပြင်ကိုကိုယ်တိုင်ခြေတလန်းမှလှမ်းသွားစရာမလိုပဲနန်းတော်တဲကနေတင်ဒူးထောက်လက်နဲ့ချစီခဲ့တဲ့တကူးကြီးလက်နဲ့ဆန်းတစ်ခုမြမသမိုင်းရဲ့အစအဦးမှာတကယ်ပဲရှိခဲ့ဘူးတာလားမိတ်ဆွေဒါဟာကလေးတွေကိုပြောပြတဲ့တာမန်ဒန္တာရီပုံမြင်တစ်ပုဒ်မဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2400ကျော်ကလေးကတရေခိတရာမင်းနီပြည်တော်ကြီးကိုအစိုးရခဲ့ပြီးကဘာမီကိုတုံလှုပ်စေခဲ့တဲ့သုံးဖြူရှင်ဒွတ်တပေါင်မင်းကြီးရဲ့လှုပ်ဝက်စမ်းကြယ်လာတဲ့စัจ जा တောင်ဝီးရဲ့တကယ်အမှန်တရားပဲဖြစ်ပါတယ်။တမိုင်းပညာရှင်တွေနဲ့ရှီဟောင်သူတေသနာပညာရှင်တွေတောင်အံ့ဩမင်သက်ခဲ့ရတဲ့ဒီတောင်ဝီးတော်ရဲ့နောက်ွယ်ကထိတ်လန့်စရာစွမ်းအားတွေကဘာတွေဖြစ်မလဲဆိုတာအခုပဲအသေးစိတ်နားဆင်ကြည့်လိုက်ရအောင်ပါ။တောင်ဝီးတော်ကြီးအစွမ်းနဲ့ဘုံတကူတရေခိတရာကိုတီထောင်သူဒွတ်တပေါင်မင်းကြီးမှာနဖူးအလဲကအဝေးကိုမြင်နိုင်တဲ့တတိယမျက်လုံးတော်ရှိတယ်ဆိုတာလူတိုင်းသိကြပေမဲ့သူ့ရဲ့လက်ထဲမှာအမြဲကင်ဆောင်ထားတဲ့စัจ जा တောင်ဝီးရဲ့အစွမ်းကိုတော့လူသိနေလာပါတယ်။ဒန္တာရီမတန်းများအရာဒီတောင်ဝီးတော်ဟာတကြားမင်းနဲ့နတ်မင်းကြီးတွေကမင်းကြီးရဲ့ဖုံးတကုတ်ကိုထောက်ပံ့ဖို့အတွက်အထူးပေးအပ်ထားတဲ့အံ့ဖွယ်ယတနာတစ်ပါးဖြစ်ပါတယ်။ဒါဟာတာမန်ရွှေထီးဆောင်ဘရင်တွေကင်တဲ့တောင်ဝီးမျိုးမဟုတ်ပဲကဘာမြေကြီးရဲ့တဘာဝစွမ်းရည်နေနဲ့မူးလီဝတရာသီဥတုကိုပါစိတ်တိုင်းကြစီးခိုင်းထိန်းချုပ်နိုင်တဲ့စွမ်းအားတွေပါဝင်နေတာပါမင်းကြီးဟာ6တွေ့ပြီးရေမရှိတဲ့အညာကနာရအရက်ဒေသတွေကိုရောက်တဲ့အခါပြည်သူတွေတောက်သုံးရီရရှိစီဖို့အတွက်ဒီစัจ जा တောင်ဝေးတော်နဲ့မြေကြီးကိုတစ်ချက်တည်းစောင့်ချပြီးတောက်လိုက်ရုံနဲ့တင်မြေအောက်ကစမ်းရီအီတွေဟာအရှိန်အဟုန်နဲ့ချက်ချင်းပန်းထွက်လာစေခဲ့ပါတယ်ဒါကြောင့်လဲသူ့ရဲ့လက်ထက်မှာဘလောက်ပဲမိုးခေါင်ခေါင်ပြည်သူတွေဟာငတ်မွတ်ခေါင်ပါခြင်းမရှိပဲစပားဆန်ကြီးအလျံပေနဲ့အီးချမ်းစွာနေထိုင်နိုင်ခဲ့ကြတာဖြစ်ပါတယ်စစ်မြေပြင်ကထိတ်လန့်စရာအဖြစ်အပျက်ဒီတောင်ဝေးတော်ရဲ့ကြောက်စရာအကောင်းဆုံးနဲ့ဂုံအယူရဆုံးစွမ်းအားကတော့စစ်ရေးစစ်ရာစစ်မြေပြင်မှာပြသခဲ့တာပဲဖြစ်ပါတယ်တရေခိတရာရဲ့စီးစိမ်ချမ်းသာတဲ့နေမီတွေကိုမနာလိုဖြစ်ပြီးအဝေးကစစ်အင်အားကြီးမားတဲ့ရန်သူတပ်မတော်တွေဟာစစ်တီတော်တောင်းနဲ့ချီပြီးမင်းနေပြီးတော့ကြီးစီကိုစစ်ချီတိုက်ခိုက်လာကြတဲ့အခါမင်းကြီးဟာစစ်ဝတ်စုံဝတ်ပြီးတက်ထွက်เสียရပဲမလူခဲ့ပါဘူးသူဟာတရေခိတရာနန်းတော်ကြီးရဲ့အမြင့်ဆုံးစင်ကြံပြတ်တဲ့ပေါ်ကနေရက်တံပြီးသူ့ရဲ့တတိယမျက်လုံးတော်ကိုဖွင့်ကာမိုင်ပေါင်းများစွာအဝေးမှာရှိတဲ့ရန်သူစစ်ကြောင်းတို့ရဲ့တည်နေရာကိုတီချစွာကြည့်ရှုလိုက်ပါတယ်ပြီးတဲ့နောက်လက်ထဲကစัจ जा တောင်ဝေးတော်ကိုကောင်းကင်ရန်စီအချက်ပြကဝှိရမ်းပြီးမြေကြီးပေါ်ကိုပြင်းထန်စွာတောက်လိုက်တဲ့အခါမှာတော့တည်ငြိမ်နေတဲ့ကောင်းကင်ကြီးဟာချက်ချင်းအမောင်ကျသွားပြီးရန်သူစစ်စခန်းတွေပေါ်ကိုမူးကြိုးတွေတပြိုင်နက်တည်းအဆက်မပြတ်ပစ်ချကာမြေငလီနေပြင်းထန်စွာလှုပ်ခတ်စေခဲ့ပါတယ်ဒီလိုထူးဆန်းအံ့ဩဖွယ်အညှို့ဆန်းစွမ်းအားတွေကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့ရန်သူစစ်တီတွေဟာတိုက်ခိုက်ဖို့နေနေတာကြောက်လန့်တုန်လှုပ်ပြီးလက်နက်တွေကိုပစ်ချကာထွက်ပြေးခဲ့ကြရတယ်လို့အချို့ကလည်းဒွတ်တပေါင်မင်းကြီးရဲ့ဖုံးတကူအောက်မှာမဟာမိတ်အဖြစ်ဒူးထောက်အညံ့ခံခဲ့ကြရပါတယ်လက်နက်ဆန်းလားဉာဏ်ပညာလားဒါဆိုရင်ဒီစัจ जा တောင်ဝေးဟာတကယ်ပဲနက်တွေကပေးအပ်ခဲ့တဲ့မော်အတက်လက်နက်ဆန်းလားဒါမှမဟုတ်ခင်မီတဲ့နီးပညာတစ်ခုလားယနေ့ခေတ်သမိုင်းပညာရှင်အချို့ရဲ့အမြင်အရပြူခေတ်ဟာထိုခေတ်ကာလကအာရှတိုက်တစ်ခုလုံးမှာသိပ္ပံပညာနဲ့တတ္တုဗေဒအထွန်းကားဆုံးမြို့ပြနိုင်ငံကြီးတစ်ခုဖြစ်ခဲ့ပါတယ်မင်းကြီးရဲ့စัจ जा တောင်ဝေးဆိုတာဟာရန်သူတွေလုံးဝမတွေးဆနိုင်တဲ့မူးလီဝတ္တအခြေအနေနဲ့မြေပြင်ရဲ့တဘာဝတောတောင်အနေထားကိုစနစ်တကျအသုံးချပြီးရန်သူကို6လက်တိုက်ခိုက်နိုင်တဲ့ရှီဟောင်းနီးပညာရက်တစ်ခုသို့မဟုတ်စိန်ဒီမရဉာဏ်ပညာကိုနောင်လာနောက်သားတွေကတင်စားပြီးမှတ်တမ်းတင်ခဲ့တာလေဖြစ်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီတောင်ဝေးတော်ရဲ့ကာကွယ်မှုကြောင့်တရေခိတရာမြို့တော်ကြီးဟာရန်သူတွေဘလို့မှမဖျက်ဆီးနိုင်တဲ့အာရှရဲ့အခိုင်ခံဆုံးခံတပ်ကြီးဖြစ်ခဲ့ရတာကတော့ငင်းပယ်လို့မရတဲ့အမှန်တရားပါပဲဒါကြောင့်လဲအဝေးကဘရင်တွေဟာဒွတ်တပေါင်မင်းကြီးရဲ့အမိန့်အာဏာကိုမလွန်ဆန်ရဲပဲနှစ်စဉ်ရွှေငွေရတနာတွေနဲ့လက်ဆောင်မွန်တွေကိုနန်းတော်အရောက်လာရောက်ပို့တာခဲ့ကြရပါတယ်တောင်ဝေးတော်ဤပျောက်ကွယ်ခြင်းဘလောက်ပဲဖုံးတကူကြီးမားခဲ့တဲ့ဧကရစ်ဖြစ်ပါစေလောကဒန်ရဲ့အလှည့်ပြောင်းကိုတော့မလွန်ဆန်နိုင်ခဲ့ပါဘူးဒွတ်တပေါင်မင်းကြီးဟာမိဖုရားတစ်ပါးရဲ့လှည့်ကွက်ကြောင့်
နဖူးအလေကတတိယမျက်လုံးတော်စွမ်းအားပိတ်သွားခဲ့ရပြီးနောက်ပိုင်းမှာသူ့ရဲ့ဖုံးကန်နေဟာလဲတဖြည်းဖြည်းမီးမိန်ဆုပ်ယုပ်လာခဲ့ပါတယ်။တမိုင်းရဲ့နောက်ဆုံးအခန်းမှာတော့မင်းကြီးဟာအေယာဝတီမြစ်ဝကနေပင်လေပြင်းစီကိုတင်းပေါ်နဲ့ခရီးထွက်ခွာရင်းရုတ်တရက်ပြင်းထန်တဲ့မုန်တိုင်းတန်ကြောင့်လှေတော်မှောက်ပြီးပဟီလီဆန်စွာကန်ကုံတော်မူခဲ့ရပါတယ်။အဲ့ဒီလိုလှေတော်မှောက်ပြီးနစ်မြုပ်သွားခဲ့တဲ့အချိန်မှာပဲရန်သူတွေကိုအဝေးကနေတုံလှုပ်စေခဲ့တဲ့အံ့ဘွယ်စัจ जा တောင်ဝေးတော်ဟာလေမင်းကြီးနဲ့အတူသမုတ်တရားရေပြင်အောက်ထဲကိုထာဝရနစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။တောင်ဝေးတော်ကွယ်ပျောက်သွားခြင်းဟာပြူအင်ပါယာကြီးရဲ့ကံကြမ္မာနီဝင်ခြင်းကိုရောက်ရှိဖို့အတွက်ပထမဆုံးသောအချက်ပေးတံဖြစ်ခဲ့ရပါတယ်။ယနေ့ခေတ်မှာ UNESCO ကမ္ဘာအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့တရေခေတ္တရာမြို့ဟောင်းရဲ့နက်ရှိုင်းလာတဲ့မြေအောက်တနေရာမှာမင်းကြီးရဲ့ဒီစัจ जा တောင်ဝေးတော်ဟာတကယ်ပဲမြုပ်နှံပြီးတည်ရှိနေအောင်မလားဒါမှမဟုတ်သမုတ်တရားရေပြင်အောက်မှာပဲစွမ်းအားတွေခြုံငင်းပြီးပျောက်ကွယ်သွားခဲ့ပြီလားဆိုတာကတော့တင်တို့ရဲ့အတွေးအမြင်ထဲမှာပဲဆက်လက်အဖြေရှာကြည့်ကြပါတော့ဗျာအခုလိုမျိုးမြမသမိုင်းတစ်လျှောက်ကစိတ်ဝင်စားစရာကောင်းပြီးလျှို့ဝှက်စမ်းကြယ်လာတဲ့ဘယင်းဒီမင်းဆက်တီနဲ့လက်နက်စမ်းဒီအကြောင်းကိုအမြဲတမ်းနားဆင်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like လုပ်ပြီး follow လုပ်ထားဖို့လုံးဝမမိပါနဲ့ဦးနော်